Hello အားလုံးပဲမင်္ဂလာပါ YMS Pharmacy Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်။ကျွန်မကဒီနေ့ပြပြသွားမယ့်အကြောင်းအရာကောင်းစဉ်ကကြတော့ ACA ကိုပေါ့နော်အလွန်ကြောတောက်ပြီးရဲ့အခါမှာဆိုရင်ဘာတွေဖြစ်လာနိုင်လဲဘယ်လိုဆိုးကျိုးလက္ခဏာတွေဖြစ်လာနိုင်လဲပေါ့နော်ပြီးတော့ကျွန်တော်ရဲ့ဒီနေ့စဉ်ဘဝတွေမှာနေ့စဉ်ဘဝလှုပ်ရှားမှုတွေမှာပေါ့နော်ဘယ်လိုမျိုးအနောက်ရှက်တွေဘယ်လိုဆိုးကျိုးတွေကိုခံစားနိုင်လဲဆိုတာလေးနဲ့ပတ်သက်ပြီးတော့ကျွန်မဆွေးနွေးပြီးသွားခြင်းနဲ့ပေါ့နော်အဲ့တော့ဒီ profile လေးကိုဆက်ကြည့်ရှုပေးဖို့ဖိတ်ခေါ်လိုက်ပါတယ်အဲ့တော့ဒီ ACA ကိုဆိုရင်ကျမတို့တောက်ကြရဲပေါ့နော်တော်တော်များအကြောင်းမျိုးကြောင့်တောက်ခုကြလိမ့်မယ်ပေါ့နော်ဆရာဝန်ကပေးတာပြီးတော့ဒီဖြစ်နေတဲ့ယောဂအခြေအနေတွေကိုကုသလာเนาะသူအိတ်ဆေးရဆိုအသုံးပြုပုံကလည်းအများကြီးရှိတာပေါ့เนาะသူအိတ်ဖို့အတွက်မဟုတ်ဘဲနဲ့တခြားပေါ့เนาะလက္ခဏာတွေလည်းရှိရပေါ့เนาะအဲ့ဒါကြောင့်မို့သူအကြောင်းမျိုးနဲ့တောက်ခုကြလိမ့်မယ်ဥပမာစိတ်လှုပ်ရှားနေတာစိတ်အတက်ကြမြင်တာမျိုးတွေပေါ့เนาะစိတ်အရင်လှုပ်ရှားနေတဲ့အခြေအနေမှာဆိုရင်လည်းပေးတတ်တယ်ဒေါသရဲ့အရင်ကြီးနေတဲ့ကလေးလေးတွေဆိုရင်လည်းပေးတယ်ပြီးတော့သူတက်တာပေါ့เนาะတက်တဲ့သူတွေမှာဆိုရင်လည်းသုံးတယ်ပေါ့เนาะပြီးတော့ဒီကြွက်သားရဲ့အရင်တောင်းရဲ့အခြေအနေမှာဆိုရင်မိုင်ဆာလက်ဆက်အနေနဲ့လည်းပေးရမျိုးတွေလည်းရှိရပေါ့နော်ဒီမေးစေးမှာဆိုရင်လည်းပေးရပေါ့နော်ဒီခွဲစိတ်တဲ့အခါမှာဆိုမေးစေးအနေနဲ့လည်းမေးစေးပေးတဲ့အချိန်မှာဆိုရင်လည်းဒါပေးတယ်ပြီးတော့ဒီအိတ်မပြောတဲ့ patient တွေဆိုရင်လည်းပေးရအကြောင်းမျိုးကြောင့်လူတွေကတောက်ခုကြလိမ့်မယ်ဒီဆေးကိုပေါ့နော်အဲ့တော့အိတ်ဆေးလို့ပြောလိုက်တာနဲ့ဘာဆေးတွေဖြစ်မလဲဆိုရင်ဒီ aprazolam ဆိုတဲ့ဆေးတွေပြီးတော့ဒီ midazolam ဆိုတဲ့ဆေးတွေနော်နောက်တစ်ခုကကျတော့ဒီ diazepam lorazepam ပေါ့နော်ဒီဆေးတွေဆိုရင်အိတ်ဆေးတွေဖြစ်တယ်ပေါ့နော်ဒီလိုမျိုးဆေးတွေဆိုရင်ဒါအကြောင်းမျိုးကြောင့်ဆရာဝန်တွေကပေးတယ်တောက်ဖူးရပေါ့နော်တောက်ဖူးရဲ့အခါမှာဆိုရင်ကိုကယောဂအခြေအနေကြောင့်တောက်တာဆိုရင်တော့ဒါဆရာဝန်ပေးတဲ့ dose အတိုင်းတောက်ပေါ့နော်ဒါမှမဟုတ်ဘဲနဲ့အိပ်ပျော်ဖို့အတွက်ပေးတာလိုအပ်မှတောက်ရတာမျိုးဆိုရင်ဒါလိုအပ်တော့မှပဲတောက်တင်တာပေါ့နော်ကိုတမောနဲ့ကိုတောက်ချောက်ကြီးအမြဲဆွဲတောက်နေလို့မရဘူးပေါ့နော်အဲ့လိုမျိုးအမြဲဆွဲတောက်နေမယ်ဆိုရင်အခုကျွန်မပြောသွားမယ်စိုးကျိုးတွေကိုခံစားရနိုင်တာဖြစ်တယ်ပေါ့နော်အဲ့တော့ဒီအိတ်ဆေးတွေဆိုရင်စိုးကျိုးတွေလည်းများတဲ့အတွက်လူဘဝတစ်လျှောက်မှာလည်းဒီပေါ့နော်အနေများတဲ့အတွက်ပေါ့နော်ဒီဆေးကိုကိုယ်တဘောနဲ့ကိုအလွယ်တကူတောက်လို့မရအောင်ထိန်းချုပ်ထားတယ်ပေါ့နော်ဘယ်လိုမျိုးထိန်းချုပ်ထားလဲဆိုတော့ဒီဆေးတွေကိုဝယ်တော့မယ်ဆိုရင်ရောင်းချခွင့်ရှိရောင်းချတော့မယ်ဆိုရင်ဆရာဝန်ရဲ့ဒီဆေးနှုန်းစာပါရမယ်ပြီးတော့ဆရာဝန်ရဲ့လက်မှတ်သူ့ရဲ့ဒီစာမနံပါတ်တွေနာမည်ပေါ့နော်သူ့ရဲ့ယာတူးတွေပါတဲ့ဒီ control form လို့ခေါ်တဲ့ဒီထိန်းချုပ်ဆေးဝါး form လေးတစ်ရွက်ပေါ့နော်အဲ့လိုမျိုးစာရွက်လေးမှာသူကရေးပေးမှာပေါ့နော်ဆရာဝန်ကဘယ်လောက်တောက်ဖို့ရေးပေးတော့မှာပဲဒါတောက်ရတာပေါ့နော်ဝယ်လို့ရတာရမို့ရတာပေါ့နော်အဲ့အကြောင်းလို့ဒီဆေးကိုဆိုရင်ဒါကိုယ်တဘောနဲ့ကိုဝယ်တော့လို့လည်းမရဘူးเนาะဆရာဝန်စင်းနှုန်းစာပါမှာဆရာဝန်ပေးထားတဲ့လက်မှတ်ပါမှာပဲကျောင်းလို့ရတယ်ဝယ်လို့ရတာဖြစ်တယ်ပေါ့နော်အဲ့တော့ဒီစီးတွေတောက်တယ်ဆိုရင်ဘယ်လိုဆိုးကျိုးတွေခံစားမှာလဲဆိုတော့အရင်ပေါ့နော်အိတ်ချင်တာမျိုးဖြစ်နိုင်တယ်ပြီးတော့သူကကျတော့အိတ်စီးတွေကကျတော့ပေါ့နော်အိတ်စိတ်ချိန်ကိုသူကမြန်အောင်လုပ်ပြီးရပြီးတော့ဒီ total sleep time ပေါ့နော်အိတ်တဲ့အချိန်ကိုသူကကြာအောင်လုပ်ပေးတာပေါ့နော်ကြာအောင်လုပ်ပေးတာဖြစ်တဲ့အတွက်ပေါ့နော်သူကအိတ်ချိန်ကြာမယ်နော်ဒီနေ့အိတ်သွားမယ်အိတ်ချိန်ကြာမယ်ပေါ့နော်အဲ့တော့ကိုကနိုးလာရဆိုရင်တော့မှနည်းနည်းအိတ်ချင်နေရမျိုးတွေဖြစ်လာနိုင်တယ်ပြီးတော့ခေါင်းမူးနောက်ကြီးဖြစ်ပြီးတော့ပေါ့နော်ခေါင်းမကြည့်ရမျိုးဖြစ်လာနိုင်တယ်ပြီးတော့ဒီလှုပ်ရှားမှုတွေပေါ့နော်လှုပ်ရှားမှုတွေမရှိတာမလှုပ်ချင်မကင်ချင်တာအဲ့လိုမျိုးနှေးကွေးရမျိုးဖြစ်လာနိုင်တယ်အားနည်းရမျိုးတွေဖြစ်လာနိုင်တယ်တခုခုဆိုရင်တုံ့ပြန်တဲ့အခါမှာဆိုရင်တော့တုံ့ပြန်မှုနှေးတာပေါ့နော်ချက်ချင်းပြန်မတုံ့ပြန်နိုင်ဘူးပြောချင်တဲ့စကားဆိုချက်ချင်းမပြောနိုင်ဘူးနှေးတယ်ပေါ့နော်ချက်ချင်းတစ်ခုခုမလုပ်နိုင်ဘူးနှေးကွေးတယ်ဒီနှက်ညံနဲ့ပတ်သက်ပြီးတော့အားနည်းသွားမျိုးဖြစ်နိုင်တယ်ပေါ့နော်အဲ့လိုလုံးရမျိုးတွေခန္ဓာကိုယ်ပတဲချင်တာမလှုပ်ရှင်တာမလှုပ်မရှာမလှုပ်ရှာမှုမှန်မှန်တာမျိုးတွေလည်းဖြစ်လာနိုင်တယ်ပေါ့နော်hangover effect ဆိုရဲပေါ့နော်ဆေးတောက်ပြီးရဲ့နောက်မှာမအီမတာဖြစ်ပြီးတော့နေလို့မကောင်းဘူးပေါ့နော်အမြဲတမ်းအိတ်ချင်းနေတာထိုင်းမိုင်းနေတာပေါ့နော်တစ်နေ့လုံးနဲ့အလုံးမလုံးနိုင်တာမျိုးဖြစ်လာနိုင်တယ်ပြီးတော့ rebound insomnia လို့ခေါ်ရဲပေါ့နော်ကျမတို့ဒီဆေးကိုသုံးပတ်ထပ်ပို့ပြီးတော့သုံးခဲ့မယ်ဆိုရင်ဖြစ်တာပေါ့နော်ဒီဆေးကိုတောက်ပြီးမယ်လေအိတ်လို့မရတာအိတ်မပြောတာမျိုးတွေဖြစ်လာနိုင်တာမျိုးပြောတာပေါ့နော်ပြန်ပြီးတော့အိတ်မပြောတာအိတ်ဆက်ချင်းမရတာမျိုးဖြစ်လာနိုင်တယ်
အသက်ကြီးရဲ့သူအားနည်းတဲ့သူတွေမှာဆိုရင်စကားတွေအရင်များတာပေါ့နော်များတာပြီးတော့ဒီစိတ်ဆိုးတာစိတ်ကကနာမငြိမ်ဖြစ်တာပေါ့နော်စိတ်လှုပ်ရှားမှုတွေမြင်တာပေါ့နော်စိတ်အတက်ကြမြင်တာမျိုးတွေဖြစ်လာတယ်ပြီးသူတို့ကစိတ်တွေရှုပ်လာတယ်ကြောင်ကတဲ့နေဖြစ်တယ်ပေါ့နော်အိမ်မက်ဆိုးမတက်တဲ့သူတွေမှာဆိုရင်ဒါခဏအိမ်မက်ဆိုးခဏမက်တာမျိုးတွေဖြစ်လာနိုင်တယ်ပြီးတော့ဒီတက်တဲ့လူနာတွေပေါ့နော်စစ်ပေါ့နော် convulsive action ရှိတဲ့ patient တွေမှာဆိုရင်ခဏတက်တာမျိုးတွေဖြစ်လာနိုင်တယ်ပေါ့နော်ဆေးရုံဆွဲအခြေအနေလည်းဖြစ်နိုင်တယ်ဆေးရုံဆွဲနိုင်တယ်နှစ်ပတ်ထပ်ပို့ပြီးတော့သုံးခဲ့ရဆိုရင်ပေါ့နော်ဒီဆေးရုံရင်သွားတာမျိုးပေါ့နော်ဆေးရုံရင်သွားတာမျိုးဖြစ်လာနိုင်တယ်ဆေးရမတိုးတော့တာမျိုးဖြစ်လာနိုင်တယ်အဲ့ချိန်မှာသူကဒီပေါ့နော်အဲ့စိတ်ချိန်မှာသွားပြီးတော့ပြောင်းလဲနိုင်တယ်ပေါ့နော်ကိုယ့်ရဲ့ဒီအဲ့ချိန်ကပုံမှန်မဟုတ်တော့တာမျိုးဖြစ်လာနိုင်တယ်ပေါ့နော်ပုံမှန်အဲ့ရမယ့်အချိန်ဒီမှာမအိတ်တော့ပဲနဲ့အဲ့လိုမျိုးအဲ့လိုမရတာမျိုးတွေเนาะပြီးတော့အဲ့ဆက်ချိန်တွေမှန်တာမျိုးဖြစ်လာနိုင်တယ်ပေါ့နော်ဒီသူအာရုံကြောစနစ်မှာတွားပြီးတော့မှတုံ့ပြန်တဲ့အတွက်ပေါ့နော်အာရုံကြောစနစ်တွေပြောင်းလဲတာမျိုးတွေတုံ့ပြန်မှုတွေပြောင်းလဲတာမျိုးတွေဖြစ်လာနိုင်တယ်ပေါ့နော်စိတ်ပိုင်းဆိုင်ရာအပြင်ဒီဆေးကိုဆွဲနေတာမျိုးမိခိုတာမျိုးဖြစ်လာနိုင်တယ်ပေါ့နော်ဒါတော့ဒီပုံမှန်ဒိုးစိနဲ့အချိန်ကြာသုံးနေတဲ့အခါမှာဆိုရင်ဖြစ်လာနိုင်တယ်ပေါ့နော်စိတ်ပိုင်းဆိုင်ရာဒီဆေးကိုဆွဲနေရမျိုးပေါ့နော်ဒီဆေးတောက်မှပဲအိပ်ပျော်တာမျိုးဖြစ်လာနိုင်တယ်ပြီးတော့ဒီရုပ်ပိုင်းဆိုင်ရာဆွဲလန်းမှုဖြစ်လာနိုင်တာကကျတော့ကျွန်တော် high dose ပေါ့နော် dose အများကြီးကိုအချိန်ကြာသုံးနေဆိုရင်ဒီရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေဖြစ်လာနိုင်တယ်ပေါ့နော်ပုံမှန်လှုပ်ရှားမှုပုံမှန်ပေါ့နော်အပြည့်အဝမဟုတ်ဘဲနဲ့အမျိုးဒေါသတွေပုံမှန်ထပ်ပိုကြီးလာတာစိတ်တွေတူလွယ်တာเนาะအဲ့လိုမျိုးရုပ်ပိုင်းဆိုင်ရာပြောင်းလဲတာမျိုးတွေလည်းဖြစ်လာနိုင်တယ်အခုကျွန်မပြောသွားတဲ့အကြောင်းအရာတွေကကြတော့ဒီအိတ်ဆေးတွေနဲ့ပတ်သက်ပြီးတော့ချိုးကျိုးကိုပြပြီးသွားတယ်ဖြစ်တယ်ပေါ့နော်အဲ့တော့ဒီအကြောင်းအရာလေးကဒီခေါင်းစဉ်လေးကပေါ့နော်မိတ်ဆွေတို့အတွက်အကျိုးရှိလိမ့်မယ်လို့ယုံကြည်ပါတယ်เนาะဒီဆေးကိုတောက်နေတဲ့သူတွေပဲဖြစ်ဖြစ်ဒီဆေးနဲ့ပတ်သက်ပြီးတော့သိချင်တဲ့သူတွေပဲဖြစ်ဖြစ်ဒီဆေးနဲ့ပတ်သက်ပြီးဘူးတုတအနေနဲ့ပေါ့နော်တို့ရဲ့ဒီဆိုးကျိုးရဲ့အသုံးပြုပုံကိုသိချင်တဲ့သူပဲဖြစ်ဖြစ်ဒီ profile လေးကအဆင်ပြေလိမ့်မယ်လို့ယုံကြည်ပါတယ်အဲ့တော့ကျွန်မကဒီလိုပဲပေါ့နော်ဒီဘူးတုတအရာရှိစီမဲ့အကြောင်းအရာတွေစိတ်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကျွန်မကပုံမှန်တင်ဆက်ပေးနေတာဖြစ်တဲ့အတွက်ပေါ့နော်ကျွန်မရဲ့ video file လေးကိုလည်းစောင့်မျှော်ကြည့်ရှုပေးဖို့ဖိတ်ခေါ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ် video file လေးမှာပြန်ပြီးတော့တွေ့ကြမယ်နော်